Journey ရဲ့ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ ACK Part 1 Campus Online တန်းခွဲတင်လေးဖွင့်နေမှာတော့ NLA Campus မှာကျောင်းသူကျောင်းသားတွေနဲ့စီကားပြည့်နှက်နေပါတယ်ရှင်။ပထမအဆုံးနေ့ဖြစ်တဲ့အတွက်အားလုံးကစိတ်လှုပ်ရှားနေကြသလို AC Foundation တူတက်ခဲ့ကြတော့ကတငယ်ချင်းတွေနဲ့ပြန်တွေ့လို့ဝမ်းသာပျော်ရွှင်နေကြတဲ့သူတွေလည်းရှိပါတယ်။ခွင့်အားသစ်တွေနဲ့ AC Part 1ကိုဖျက်ကျော်ကြမဲ့ကျောင်းသူကျောင်းသားလေးတွေရဲ့အတန်းဖွင့်တဲ့နေ့စကားသံလေးတွေကိုတင်ဆက်ပေးနေရပါတယ်ရှင်။ အခုမှပထမဆုံးနေ့ဆိုတော့တကယ်ချင်းအသက်တွေတော့အများကြီးတော့တွေ့ပေမဲ့လည်းခင်တော့မခင်သေးဘူးပေါ့နော်။ပတ်ဝန်းတက်နေပြီဆိုတော့ကျွန်တော်ရည်ရွယ်ချက်ကတော့ဒီအောင်မြင်တဲ့ accountant တယောက်ပေါ့နော် professional လမ်းကြောင်းကိုသွားခြင်းနဲ့ professional ချက်ချနဲ့အောင်မြင်တဲ့ accountant တယောက်ဖြစ်ခြင်းနဲ့ထပ်ပို့ပြီးတော့လည်းကျွန်တော် accounting ဘိုင်းကိုပို့ပြီးစိတ်ဝင်စားရတဲ့အတွက်ဒီထက်အများကြီးဆက်လက်လေ့လာဖို့လည်းရှိပါတယ်။